Hello friend တင်ကဓာတ်ပုံတွေရိုက်ပြီးကိုယ့်ရဲ့ phone storage ကိုနေရာအများကြီးယူထားတတ်တူလားဒါဆိုရင်တော့မိတ်ဆွေရဲ့ phone storage ကိုရော့ချဖို့ဒီ video လေးကိုကြည့်ဖို့လိုနေပြီဒါနဲ့တင်ဟာ Telegram တုံးတူတရားလား Telegram ဆိုတာကလက်ရှိမှာအရန်အသုံးများရဲ့ application တစ်ခုလည်းဖြစ်နေပါပြီတခါတလေဖုန်းထဲမှာတင်ထားခြင်းတဲ့စာရီဓာတ်ပုံတွေ file လေးကိုဘယ်မှာတင်ရမလဲစဉ်းစားနေတာရှိလားတင်ထားခြင်းတဲ့ဆိုရင်အကောင်းမွန်ဆုံးနီလန်ကတော့ Telegram မှာ feature တစ်ခုအနေနဲ့ပါဝင်တဲ့ saved message ပါပဲ Telegram ရဲ့ saved messages feature ကကို message ပေးနိုင်တဲ့တူဒီတော့ chat room တစ်ခန်းတာဒါကကိုပိုင် personal cloud storage လိုမျိုးပါပဲ saved messages ထဲမှာတင်လို့ရတဲ့အရာတွေကတော့ကိုယ့်ရဲ့စာသားတွေတခြားသူပေးတဲ့ message forwarding ဓာတ်ပုံ video media file များ PDF Word Zip MP3 file တွေကိုတင်ထားလို့ရပါတယ်အသုံးပြုမယ်ဆိုရင် Telegram ထဲကိုတွားပါ search bar ကိုနှိပ်ပါပြီးရင် saved message လို့ရိုက်ပါ saved message ထဲကိုဝင်လိုက်ပါဒါဆိုရပြီမိမိတင်ထားခြင်းတဲ့ဓာတ်ပုံတွေ video တွေ file တွေကိုစိတ်ကြိုက်တင်ထားလို့ရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့တင်ထားလိုက်တဲ့ဓာတ်ပုံတွေ video တွေကိုမိမိဖုန်းထဲကနေ delete လုပ်ပြီး phone internet storage ကိုအများကြီးရောချလို့ရပြီပဲဖြစ်ပါတယ်